မင်္ဂလာပါကျွန်တော်ဒီနေ့တော့ဒီ TikTok မှာဒီပါချုပ်ဆရာတော်ဘုရားကြီးရဲ့ဗီဒီယိုလေးတစ်ခုတွေ့လိုက်ပြီလို့ပေါ့နော်အဲ့ဒီဗီဒီယိုထဲမှာဆရာတော်ဘုရားကြီးကသူကဒီလက်မောင်းမှာပတ်ထားတဲ့ကိရိယာလေးတစ်ခုအကြောင်းပေါ့နော်အဲ့ဒီကိရိယာလေးအကြောင်းကိုကျွန်တော်ပြောပြချင်လို့ဖြစ်ပါတယ်အဲ့တော့ဒီကိရိယာလေးကိုကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့ ABBM လို့ခေါ်ပါတယ် Ambulatory Blood Pressure Monitoring Device လို့ခေါ်ပါတယ်အတူကောက် ABBM လို့ခေါ်ပါတယ်ဒီပစ္စည်းလေးကိုကျွန်တော်တို့ဒီမြန်မာနိုင်ငံကဒီပေါမောက်ခတွေပါရဂူတွေတုံးကြတာတော့ကျွန်တော်တိတ်မတွေ့မိဘူးပေါ့နော်အဓိကတော့နည်းနည်းဈေးကြီးတာကြောင့်ရယ်ပစ္စည်းရှားပါတာကြောင့်ရယ်တိတ်မတွေ့မိဘူးပေါ့နော်အဲ့တော့ဆရာတော်ဘုရားကြီးကတော့သူကဒီကြည့်ရတာတော့ဒီထိုင်းတို့စင်ကာပူတို့ကနေပြီးတော့တော့ပြပြီးတော့အဲ့ကဆရာဝန်တွေကညွှန်ထားတယ်လို့ထင်ပါတယ်ကြည့်ရတာဒီပစ္စည်းလေးတွေကိုဘယ်မှာသုံးလဲဘယ်လိုအသုံးဝင်လဲဆိုတာလေးကိုနည်းနည်းရှင်းပြချင်ပါတယ်ဒီပစ္စည်းကဘာလုပ်ပေးရလဲဆိုတော့သူကလူတစ်ယောက်ရဲ့သွေးပေါင်ချိန်ကို24နာရီပတ်လုံးမှတ်တမ်းတင်ပေးတဲ့ကိရိယာတစ်ခုဖြစ်တဲ့ ambulatory ဆိုတာလူတစ်ယောက်ကထသွားထလာလှုပ်တာအိတ်တာစားတာတောက်တာဒီလိုမျိုးအချိန်တွေ24နာရီပတ်လုံးကိုဘာပဲလုပ်နေဒီကိရိယာလေးကိုတက်ထားခြင်းအပြင်ဒီကိရိယာလေးကဒီကိုယ့်ရဲ့သွေးပေါင်ချိန်ကို24နာရီမှတ်တမ်းတင်ပေးတဲ့ပစ္စည်းတစ်မျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပစ္စည်းလေးကသူကသွေးပေါင်ချိန်ကိုအလိုလျောက်ချိန်ပေးတယ်တနေ့တာ24နာရီမှာဆိုလို့ရှိရင်ကိုနိုးနေတဲ့အချိန်တွေမှာဆိုလို့ရှိရင်15မိနစ်သို့မဟုတ်မိနစ်20ခြားတစ်ခါသွေးပေါင်ချိန်ကို automatic ချိန်ပေးတယ်ညဘက်အိတ်နေတဲ့အခါဆိုလို့ရှိရင်လည်းသူကနိုင်ဝက်တစ်ခါတနာရီတစ်ခါအဲ့လိုမျိုးပတ်ထားတဲ့သူအိတ်ရိပ်မပြတ်အောင်ပေါ့နော်အဲ့လိုမျိုးသွေးပေါင်ချိန်ကိုကိုယ်တိုင်ထချိန်ဖို့မလိုဘူးစက်ကနေပြီးတော့အလိုလျောက် automatic ချိန်ပေးတယ်ပေါ့နော်အဲ့လိုချိန်ပေးတဲ့ပစ္စည်းတစ်ခုဖြစ်တယ်ပေါ့အဲ့တော့ဒီပစ္စည်းလေးကိုဘယ်မှာသုံးလဲဆိုလို့ရှိရင်ဒီသွေးတိုးယောဂါကိုအတိအကျရှာဖွေခြင်းတဲ့အခါမျိုးမှာသုံးပါတယ်ဥပမာဆိုလို့ရှိရင်တချို့လူနာတွေကကျွန်တော်တို့ဆေးရုံဆေးခန်းရောက်လို့ရှိရင်ဒီလူရဲ့ကြောက်စိတ်ကြောင့်ပေါ့နော်စိတ်လှုပ်ရှားမှုကြောင့်သွေးတိုးနေတတ်တယ်ဆရာဝန်ကိုမြင်တဲ့အခါမျိုးမှာဒါမျိုးကိုသူက white coat hypertension လို့ခေါ်တယ်တကယ်တော့သူတို့တွေကတကယ်သွေးတိုးမရှိဘူးဆေးရုံဆေးခန်းမှာရောက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့သွေးတိုးတယ်အိမ်မှာချိန်လိုက်လို့ရှိရင်ပုံမှန်ပဲဒီလိုအခြေအနေမျိုးတွေပေါ့နော်အဲ့ခါကျရင်ကျွန်တော်တို့ကဒီဆေးရုံဆေးခိုင်းမှာတိုင်းလိုက်လို့ရှိရင်သွေးပေါင်ချိန်ကသွေးတိုးနေတော့ဆရာဝန်ကသွေးတိုးဆိုပြီးတော့သူ့ကိုသွေးချဆေးတွေပါတယ်ပေးတတ်ကြတယ်ပေါ့နော်တကယ်ကြတော့သူတို့တွေကတကယ်သွေးတိုးမရှိဘူးအဲ့တော့အဲ့လိုအခြေအနေမျိုးကိုဒီဆက်နဲ့ဒီဆက်ကိုတတ်ထားခြင်းအပြင်သိရှိနိုင်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့သူကညဘက်မှာလူတစ်ယောက်ရဲ့သွေးပေါင်ချိန်သွေးဖိအားအခြေအနေကိုအတိအကျမှတ်တမ်းတင်ပေးနိုင်တယ်ဥပမာအဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့ညဘက်အိတ်တဲ့အခါမျိုးမှာသွေးပေါင်ချိန်ကပုံမှန်လူမှာဆိုလို့ရှိရင်သွေးပေါင်က10သို့မဟုတ်20လောက်ကိုကျနေလေးရှိတယ်ပေါ့နော်အဲ့တော့တချို့ဒီသွေးတိုးသမားတွေမှာဆိုလို့ရှိရင်သွေးတိုးဆေးတောက်နေတဲ့ဒီတိုင်အောင်ကိုအဲ့ဒီညဘက်အချိန်မှာသွေးပေါင်ချိန်ကထိုးပြီးတော့တက်နေတတ်တယ်နောက်တချို့တွေမှာကြတော့ဒီသွေးကျဆေးတွေတောက်ထားတဲ့အတွက်ကြောင့်မလို့ညဘက်မှာသွေးပေါင်ချိန်ကထင်ထားတာတဲ့ဒီရှိတဲ့နောက်ထပ်ကိုသွေးပေါင်ချိန်အရန်ကျနေတတ်တဲ့အခြေအနေမျိုးရှိတယ်ဒီလိုမျိုးပေါ့နော်ကိုပုံမှန်အပြင်မခံမှန်းမိနိုင်တဲ့အခြေအနေမျိုးတွေကိုဒီဆက်ကလေးကမှတ်တမ်းတင်ပေးတယ်အဲ့တော့ညဘက်အိပ်ပျော်နေတဲ့အချိန်မှာသွေးပေါင်ချိန်အရန်တက်သွားတာဒါမှမဟုတ်သွေးပေါင်ချိန်အရန်ကျသွားတာဒီလိုမျိုးအခြေအနေတွေကိုသိရှိအောင်ဒီဆက်လေးကမှတ်တမ်းတင်ပေးနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဒီညဘက်သွေးပေါင်ချိန်ကိုသိတော့ဘာအကျိုးရှိလဲဆိုတော့ဥပမာကျွန်တော်တို့ကဆေးပေးထားတာများနေလို့ရှိရင်ပြန်လျှော့လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဆေးပေးထားတာလိုနေသေးတယ်ဒီညဘက်ချိန်မှာအိပ်ပျော်နေတဲ့ချိန်မှာတော့မှသွေးပေါင်ကကျနေရမယ့်ဟာကိုမကျပဲတက်နေလို့ရှိရင်ကျွန်တော်တို့ကဆေးတွေကိုပြန်ပြီးတော့လိုအပ်ရင်လိုတိုးပေးနိုင်တယ်ပေါ့နော်ဒီ data ကိုကြည့်ခြင်းအပြင်နောက်တစ်ခုကတော့ကိုပေးထားတဲ့သွေးကျဆေးတွေရဲ့အာနိသင်ပေါ့နော်အာနိသင်အကျိုးသက်ရောက်မှု24နာရီပတ်လည်လုံးကိုအကျိုးအာနိသင်ရှိနိုင်လားရှိရလားဆိုတာကိုသိရှိနိုင်ပါတယ်ဥပမာကိုကတော့ဒီဆရာဝန်ကတော့သွေးကျဆေးတွေကိုပေးထားတယ်ဒါပေမဲ့ပေးထားပေမဲ့လည်းလူနာမှာသူကဒီ resistant hypertension လို့ခေါ်တဲ့ဒီသွေးပေါင်ကျဆေးတွေကိုကောင်းမတိုးတဲ့သွေးတိုးပေါ့နော်သွေးကျဆေးတွေနဲ့ကောင်းတုံ့ပြန်မှုမကောင်းတဲ့သွေးတိုးယောဂမျိုးဒါမျိုးတွေရှိနေလို့ရှိရင်ဒီဆက်လေးကိုတက်ထားခြင်းအပြင်သိရှိနိုင်တယ်ပေါ့နော်ဒီတချို့အမျိုးသမီးတွေကိုဝင်ဆောင်တဲ့ချိန်ပေါ့နော်ဒီလိုအချိန်မှာသွေးတိုးပြီးတော့ကိုဝင်စိတ်တက်တဲ့လက္ခဏာမျိုးဖြစ်တာကိုစောစီကြိုတင်ပြီးတော့စောင့်ကြည့်ခြင်းနဲ့သိရှိခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီဆက်လေးကိုဒီ24နာရီတိုင်းပေးတဲ့ဆက်လေးကိုတိုင်းပြီးတော့သိရှိနိုင်တယ်နောက်တစ်ခုကကျတော့ဒီ postural hypotension လို့ခေါ်တဲ့လူတစ်ယောက်ကတချို့ယောဂါတွေမှာဒီနှလုံးအဆိုးရှင်ကျင်းတာလို့နှလုံးဆိုးရှင်မကောင်းတာလို့ဒီလိုယောဂါတွေမှာသူကသွေးပေါင်ချိန်အထိုင်ထသွေးပေါင်ချိန်လှုပ်ရှားတဲ့ချိန်မှာသွေးပေါင်ချိန်အထိုင်ထမှာသွေးပေါင်ချိန်ကရုတ်တရက်ကျသွားတာရုတ်တရက်မိုက်ကနေမူးသွားတာဒီလိုမျိုးအခြေအနေတွေကိုဒီဆက်လေးတက်ထားခြင်းအပြင်သိရှိနိုင်တယ်ပေါ့နော်အထိုင်ထမှာသွေးပေါင်ချိန်ဘယ်လိုမျိုးပြောင်းလဲမှုရှိလဲဆိုတာကိုသိရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒါတွေကတော့ဒီဆက်လေးကိုသုံးခြင်းအပြင်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေဖြစ်တယ်ပေါ့နော်
အဲ့တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတော့ဒီသုံးတဲ့သူတွေတိတ်မတွေ့မိဘူးပေါ့နော်အဲ့တော့ဆရာတော်ဘုရားကြီးမှာတော့ဒီလိုမျိုးကိရိယာတွေသုံးပြီးတော့သွေးပေါင်ချိန်ထားရဲဆိုတော့ဒါလေးကကောင်းတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ဒီ APBM လို့ခေါ်တဲ့ဒီပစ္စည်းလေးအကြောင်းပေါ့နော် ambulatory blood pressure monitoring device လို့ခေါ်တဲ့ဒီပစ္စည်းလေးအကြောင်းကိုရှင်းပြပေးတာဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေကြားလို့ရှိရင်ပြန်တွေ့ပါအောင်မယ်ဗျ